ခိတတိတ်ဆိတ်ကြီး ကောင်းကင်ကိုမော်ကြည့်လိုက်တဲ့အခါတိုင်းလူသားတွေခစ်အဆက်ဆက်မေးခဲ့ကြတဲ့မိခွန်းကြီးတစ်ခုရှိတယ်ပဲအဲ့ဒါကတော့ဒီအဆုံးအစမရှိကျယ်ပြောလာတဲ့စัจ java လာကြီးထဲမှာကျွန်တော်တို့တယောက်သေးပဲလားဆိုတာပါပဲတစ်ချိန်တုန်းကတော့ဒါကအတွေးခေါ်ပညာရှင်တွေရဲ့ခုံးထဲမှာပဲရှိခဲ့တဲ့မိခွန်းမျိုးပေါ့ဒါမဲ့အခုခေတ်မှာတော့ဒါဟာသိပ္ပံပညာရဲ့အကြီးမားဆုံးစုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်လာပါပြီကဲဒီတော့စัจ java လာရဲ့အကြီးဆုံးစုံတော်ဇလန်းကြီးကိုအတူတူလိုက်ကြည့်ကြရအောင်ကျွန်တော်တို့မှာလိုက်เสียတဲလုံးစားတွေရှိနေပြီဗျဟုတ်ပြီဒါဆိုကျွန်တော်တို့ရဲ့စုံစမ်းမှုကိုဘယ်ကစကြမလဲပထမဆုံးတဲလုံးစားကတော့အတိုင်းတာပါပဲပြောရင်ကဘာလိုချိုမျိုးဖြစ်တည်လာဖို့အတွက်အခွင့်အလမ်းဘယ်လောက်များများရှိနေတယ်လဲဆိုတာကိုအရင်ဆုံးအဖြေရှာကြည့်ရမှာပေါ့ဒီခဏန်းကိုတစ်ချက်ကြည့်လိုက်ပါဘီလီယံ200ဒါကပါလဲဆိုတော့လေကျွန်တော်တို့နေထိုင်တဲ့ Milky Way Galaxy အဲ့ဒီတစ်ခုထဲမှာတင်ရှိနေတဲ့ဂျယ်ရီရဲ့ခန့်မှန်းအရေးအတွက်ပဲစဉ်းစားကြည့်လေကဘာပေါ်ကတဲပွန်းအားလုံးထက်တောင်များနိုင်တယ်ဆိုတော့ဒါပေမဲ့ခဏလေးအဲ့ကအစပဲရှိသေးတယ်အခုပြမယ်ကဏ္ဍကပို့ပြီးတော့တောင်အသက်ရှူမသွားစေနိုင်တယ် trillion 2000ဟုတ်ပါတယ် trillion 2000ဒါကကျွန်တော်တို့မြင်နိုင်တဲ့စကြဝဠာထဲမှာရှိနေတဲ့ galaxy တွေရဲ့အရေးအတွက် galaxy တစ်ခုမှာကျေဘီလီယံရာကြီးရှိတယ်အဲ့ဒီလို galaxy မျိုးက trillion 2000ရှိနေတယ်ဆိုတော့ခဏလောက်တွေးကြည့်လိုက်စမ်းပါဆိုတော့ကျွန်တော်ရဲ့အမှုတွေအတွက်ပထမဆုံးခိုင်မာတဲ့အချက်လက်ကဒီကဏ္ဍတစ်ခုကိုမြောက်လိုက်တာပါပဲအဲ့ဒါကဘာလဲစကြဝဠာလေးကကျေစုစုပေါင်းအရေးအတွက်ပေါ့ဒီကဏ္ဍကြီးကကျွန်တော်ရဲ့ရှာဖွေရေးအတွက်အခြေခံအုံးမိပဲတကယ်ကိုစိုက်ခုနဲ့တော့လိုက်လုံးမမီနဲ့တော့အောင်ကြီးမားတဲ့အရေးအတွက်ကြီးပါဟုတ်ပြီအခုကျွန်တော်တို့မှာကျယ်တွေတော့အများကြီးရှိနေပြီဒါမဲ့အဲ့ဒီကျယ်တိုင်းမှာဂုတ်တွေရောရှိရလားဒါကကျွန်တော်တို့ရဲ့ဒုတိယတယ်လွန်စားပဲဒီအချက်ကကျွန်တော်တို့ရဲ့ရှာဖွေမှုနယ်ပယ်ကိုပို့ပြီးတော့ကျင်မြောင်းသွားစီမှာပါဒီနေရာမှာကျွန်တော်တို့ရဲ့စုံစမ်းမှုကအလက်အပြောင်းတစ်ခုခုရောက်လာတယ်လွန်ခဲ့တဲ့10စုနှစ်အနည်းငယ်လောက်အထိဆိုရင်တခြားကျယ်တွေမှာဂို့တွေရှိမရှိဆိုတာကခန့်မှန်းချက်ထက်တယ်ပဲဒါပေမဲ့ Kepler text တို့လို့အာကာသမှန်ပြောင်းကြီးတွေပေါ်လာတဲ့အခါမှာတော့အရာအလုံးပြောင်းလဲသွားတယ်သူတို့ဘာလုပ်လဲဆိုတာကျယ်တစ်လုံးရဲ့အလင်းရောင်ကိုအကြာကြီးစောင့်ကြည့်တယ်အဲ့ဒီကျယ်ရှိကနေဂို့တစ်ခုရှက်သွားလို့အလင်းရောင်ခဏလေးမိန့်ကောတာကိုထောက်လန့်တာပေါ့အဲ့ဒီနီးပညာကြောင့်ပဲအခုဆိုရင်တခြားကျယ်တွေမှာကဘာပေါင်းထောင်နဲ့ချီပြီးတကယ်ပဲရှိနေတယ်ဆိုတာကိုလက်တွေ့အတည်ပြုနိုင်ခဲ့ပါပြီပြီးတော့အဲ့ဒီရှာဖွေမှုတွေကနေတကယ်ကိုတော်လန်ပြောင်းလဲဆင်းမဲ့အချက်တစ်ခုကိုကျွန်တော်တို့သိလာရတယ်အဲ့ဒါကဘာလဲဆိုတော့ကျယ်တဲ့လုံးမှာဂျိုးစနစ်တွေရှိနေတယ်ဆိုတာကချွင်းချက်မဟုတ်ဘူးပုံမှန်နေရာမှာပဲဖြစ်နေတယ်ဆိုတာပါပဲပြောရရင်ဂျိုးတွေဆိုတာနေရာတကာမှာရှိနေတာပဲကဲအခုဆိုရင်ကျယ်တွေလည်းအများကြီးဂျိုးတွေလည်းအများကြီးရှိနေပြီဒါပေမဲ့ဂျိုးရှိုံနဲ့တော့မပြီးသေးဘူးလေတက်ရှိတွေရှင်သန်နိုင်ဖို့ဆိုရင်အနေတော်နေရာလေးမှာရှိနေဖို့လိုသေးတယ်ဒါကကျွန်တော်တို့ရဲ့တတိယမြောက်တဲလုံးစားပါပဲသိပ္ပံပညာမှာတော့အဲ့ဒီအနေတော်နေရာကို habitable zone လို့ခေါ်ကြတယ်ဘယ်မှာလို့ဆိုရင်တော့တက်ရှိရှင်သန်နိုင်သော zone ပေါ့အဓိကကတော့ရေ liquid water အရေအဖြစ်နဲ့တီရှိနိုင်လောက်အောင်မပူလုံးမအေးလုံးနဲ့ကျယ်နဲ့အကွာအဝေးကိုပြောတာပါဒီကိစ္စကိုရှင်းပြဖို့အကောင်းဆုံးကတော့ Goldilocks ပုံပြင်လို့ပါပဲကျန်တဲ့အရန်နီးလုံးရင်ပူလုံးလို့ရေတွေအလုံးစုဖွဲ့ပြီးအငွေ့ပြန်သွားမယ်ကျန်တဲ့အရန်ဝေးလုံးပြန်ရင်လည်းအေးခဲပြီးရေခဲတုံးကြီးဖြစ်သွားမှာပေါ့အဲ့တော့အရေဖက်နဲ့ရေတီရှိနိုင်မဲ့အနေတော်နေရာလေးမှာရှိနေဖို့ကအရေးကြီးဆုံးပဲအခုလက်ရှိကျွန်တော်တို့တွေ့ထားတဲ့ grow တွေကိုပြန်ကြည့်လိုက်တဲ့အခါအများစုက gas giant တွေ ice giant တွေဖြစ်နေတာကိုတွေ့ရတယ်ဒါပေမဲ့အဲ့ဒီတဲက10ရာခိုင်နှုန်းလောက်ကတော့ကြောက်သားနဲ့ဖွဲ့စည်းထားပြီးအဲ့ဒီအနေတော်စုံတွေမှာရှိနေနိုင်တဲ့အလားအလာအရှိဆုံး grow တွေပါဒီတော့ကျွန်တော်တို့ရှာနေတဲ့ကဘာစင်းကအခုဆိုရင်ပို့ပြီးတော့တိကျသွားပြီပေါ့ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့စုံထုတ်ဇလန်အတွက်လောအပ်တဲ့တဲလုံးဆက်လီအားတော့စုံသွားပါပြီအချင်းတက်ပါပြီဒီအချက်လက်တွေကိုပေါင်းပြီးနောက်ဆုံးအဖြစ်ကိုတွက်ထုတ်ကြည့်တာအောင်တနည်းကတော့တိတ်မခက်ပါဘူးအဆင့်တစ်ကြွားလာတဲ့ကကျဲအရေးတွေအပေါင်းသားနေရစာမယ်အဆင့်နှစ်အဲ့ဒီတကဂျိုးရီရှိတဲ့ကျဲရခိုင်နှုန်းနဲ့မြောက်မယ်နောက်ဆုံးအဆင့်သုံးအဲ့ဒီရကားတဲ့ဂျိုးတွေတဲ့ကမှကြောက်သားဖိပြီးအနေတော်ဇုံးထဲမှာရှိနေတဲ့ဂျိုးတွေရဲ့ရခိုင်နှုန်းနဲ့ထပ်မြောက်လဲရုံပါပဲအဖေကိုမထုတ်ပြန်ခင်မှာနက္ခတ္တတပေတာပညာရှင်ကြီးခါစေကန်ရဲ့နာမည်ကြီးစကားတစ်ခုကိုပြန်နှွှဲကြည့်ခြင်းတယ်သူကပြောခဲ့တယ်ကြက်တော်ဝါလာဆိုတာတော်တော်ကြည်ပြန်တဲ့နေရာကြီးတစ်ခုပါဒီထဲမှာကျွန်တော်တို့တွေ့ပဲရှိနေတဲ့ဆိုရင်တော့နေရာဒီအလဟတဖြုံးတိယရောက်နေတယ်လို့ပဲတဲ့ကဲအားလုံးစောင့်နေကြတဲ့အဖြေကတော့ဘီလီယံ20ပါဟုတ်ပါတယ်ဘီလီယံ20ဒါတခြားမဟုတ်ဘူးကျွန်တော်တို့ရဲ့ Milky Way Galaxy ဒီတစ်ခုထဲမှာပဲကဘာနဲ့ဆင်တူပြီးတက်ရှိရှင်တန်နိုင်ကြီးရှိတဲ့ဂိုဟဲဒီရဲ့ခမန်းရည်တွေပါ
ဒါပေမဲ့အန်အောစရာကဒီမှာတည်းမပြီးသေးဘူးအဲ့ဒီဘီလီယံ20ဆိုတာကကျွန်တော်တို့ရဲ့အိမ် Milky Way Galaxy တစ်ခုထဲမှာပဲရှိသေးတာဟိုးအဖြစ်မှာခုနကပြောခဲ့တဲ့ Galaxy ပေါင်း trillion 2000ကျန်နေသေးတယ်လေဒီတော့စကြဝဠာတစ်ခုလုံးမှာရှိနိုင်တဲ့ကမ္ဘာလိုကြောရွယ်အတွက်ကိုသာတွက်ကြည့်မယ်ဆိုရင်အဲ့ဒီကဏ္ဍကတော့တကယ်ကိုစစ်ခိုးနေတော့လဲလို့မမိနိုင်တော့ပါဘူး ဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့ပဲနီးကုန်းချုပ်ချင်ပါတယ်အခုလိုဖြစ်နိုင်ခြေရှိတဲ့ကဘာပေါင်းဘီလီယံနဲ့ချီထရီလီယံနဲ့ချီရှိနေတဲ့အထဲမှာဘယ်နှခုလောက်ကရိုးရိုးကြောက်တုံးကြွတစ်ခုမဟုတ်ပဲတစွန်တယောက်ရဲ့အိမ်ဖြစ်နေနိုင်မလဲဒါကတော့ကျွန်တော်လူထားတွေစက်ပြီးအဖြေရှာရမယ့်အကြီးမားဆုံးမေးခွန်းကြီးတစ်ခုပါပဲ